နားဆင်တူပြည့်တဲ့အားလုံးမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တင်းချိုင်းရှင်မနဲ့တညတာဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်အစုံဒီလိုက်ပါနားဆင်ပေးကြဖို့ဖိတ်ခေါ်လိုက်ပါစီရှင်ကျမရဲ့ Orirobo Channel လေးကိုလည်း Like and Subscribe လေးနဲ့အားပေးကြပါအောင်ရှင်တင်းချိုင်းရှင်မနဲ့တညတာကျမတို့တငယ်ချင်းတစုနွေရာဒီကျောင်းပိတ်ရေးခရီးတစ်ခုကိုတွားခဲ့ကြတယ်အဲ့ဒီနေရာလေးကတော့ AR တိုင်းဒေသကြီးဓနုပြူမြို့မှာရှိတဲ့ရွာလေးတစ်ရွာကိုပေါ့မြို့ကလေးကကျင်းမြောင်းပေမဲ့ကြက်တီအလုံးကိုရှိလာတယ်ကြက်ကလွန်ပွန်ဖျားကြီးဘိုလ်ချုပ်ကျေယုံနဲ့နိုင်စင်တို့ကမြို့ကလေးရဲ့ကြက်တီကိုစောင့်နေတယ်ကျမတို့အဖွဲ့ကောင်းဆောင်ကတော့ကျောင်းရဲ့အသန်းကောင်းဆောင်ကျမရဲ့အကိုဖြစ်တယ်လန်ကီမှာညောင်တုံးတရာကြီးကိုကြော်ဖြတ်ခဲ့ရဒီမှာလဲအလွန်ကိုအမှတ်ရစရာဖြစ်ခဲ့တယ်တရားပေါ်ကနေလဲမြေတဘာဝနဲ့မြစ်ရည်ရဲ့တဘာဝတို့ဟာအလွန်ကိုကြက်တီရှိလာပါတယ်။လေကောင်းလေတန်းကိုရှူရှက်ရင်အရန်ကိုစိတ်ပင်ပန်းခဲ့ရတာတွေပြေပြောက်ခဲ့ရတယ်။ကျမတို့တတိမထားမိတီမှာဒီလိုတဘာဝတရားကရရှိတဲ့အရာကိုအမှတ်တမဲ့ပြည့်စည်နေမိခြင်းမှာအခုလိုလေကောင်းလေတန်းမျိုးကိုမြို့ကြီးပြကြီးတွေမှာရနိုင်ဖို့မလွယ်တော့ပါဘူး။အထူးသဖြင့်ကျမတို့နေတိုင်းတဲ့ရန်ကုန်လိုနေရာမျိုးမှာပေါ့အခုလိုလေကောင်းလေတန်းကိုရရှိဖို့မလွယ်ဘူးဆိုတဲ့အတွေးလေးနဲ့ခရီးစစ်ရင်ကြိုက်ကလွန်ပွန်ဖျားကိုဝင်ရောက်ဖူးမြော်ခဲ့တယ်ဓနုပြူမျိုးရဲ့ကြက်တီဆောင်ဟုပမာတင်စားရလောက်အောင်အလွန်ကိုတကိုးကြီးတော်ဖျားတဆူလေးဖြစ်ပါတယ်ထို့နောက်လမ်းစုံမှာတရှိနေတော့နိုင်စင်းနဲ့ကျမတို့ရဲ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ကြေးရုပ်ထုတို့မှာဓနုပြူရဲ့အထင်ကရနာမည်ကျော်ကြားတော်နေရာများပါပဲဒီလိုနဲ့တငယ်ချင်းတွေပျော်ပျော်ပါပါခီးစစ်ရင်အကုတ်ရဲ့လမ်းပြမှုနဲ့အတူတွားလို့ဒီအိမ်ကိုရောက်ရှိခဲ့ကြတယ်ထိုအိမ်မှာတခြားအိမ်မဟုတ်ပါကျမရဲ့ကြီးမေတော်ဆက်တူတယောက်ရဲ့အိမ်မှာပဲကျမကိုငယ်စဉ်ကထင်းချောင်းပေးခဲ့သူတို့တော်လဲကျမငယ်ရွယ်သည့်ချိန်မို့အကိုပြောသည့်ကြီးမေစုတူကိုကျမမမှတ်မိပါဘူးအကိုရဲ့ရောက်ပြီဆိုတော့လေတံနဲ့အတူပတ်ဝန်းကျင်ကိုငေးမောကြည့်မိတဲ့အခါတောရွာရဲ့တဘာဝခြံဝင်းအလွန်ကိုကြဲပြောလာတာကိုတတိထားမိတယ်ရန်ကုန်မှာဆိုခြံကျဲကြီးပိုင်တူကတထေးပဲမဟုတ်လားတောရွာမှာတော့အတော်များများခြံကျဲဝင်းကြီးများနဲ့တောရွာမှာတော့အတော်များများကခြံကျဲကြီးများကိုပိုင်ဆိုင်ကြတယ်ခြံဝင်းတွေကိုအတားအဆီးမရှိကားဘင်းကလေးလှိမ့်ငါရွှေ့သွားနေတယ်တခါမထားရှိတီမှာလဲတောရွာရဲ့ရိုးထားတဲ့ဒလေးတစ်ခုပင်ဖြစ်တယ်။ခြံဝင်းထဲမှာတက်ပင်ပန်းပန်းတို့ကလည်းအလွန်နေကျင်စရာကောင်းလာပါတယ်။တို့တော့တချို့နေရာတွေကအလွန်ခြုံတူလာတယ်။ရှေးဆန်လာတယ်။အိုဟောင်းလာတစ်ဖြင့်ကြောက်မဲ့ဖွယ်ကောင်းလာတယ်ဟုကျမခန်းစားနေမိတယ်။ကျမရဲ့အတွေးလေးတွေကကားဘင်းလေးရက်သွားတာနဲ့အတူရက်တန့်သွားရတယ်။ကဲကားပေါ်အဆင်းညရောက်ပါပြီအခုမဟာဆိုင်ကနေကြိုးဆိုပါတယ်အကိုရဲ့စကားအတိုင်းအားလုံးကားပေါ်ကနေဆင်းကြတယ်အားလုံးကမျက်နှာမလန်းကြပါဘူးမျက်နှာမလန်းတဲ့အကြောင်းရင်းမှာခြံကအလွန်အိုဟောင်းနေခြင်းကြောင့်ပါပဲကဲအားလုံးနားနေနေကြဒါငါရဲ့ကြီးမေရဲ့အိမ်အကိုရဲ့စကားကြောင့်အားလုံးရဲ့မျက်လုံးတွေကအိမ်နဲ့အိမ်ရဲ့ပတ်ဝန်းကျင်ကိုကြည့်ပြီးမျက်နှာတွေမရွှင်မလန်းဖြစ်သွားကြတယ်အိမ်ကြီးကမဟာဆိုင်ဆိုတဲ့အတိုင်းအလွန်မဟာဆန်ပြီးရှေ့ကျနေတယ်။ခြုံတွေများထူထပ်နေပြီးတချို့နေရာတွေမှာရေညှိများပင်တက်နေတယ်။တို့တော်လဲအိမ်ထဲကိုဝင်လိုက်သည်နှင့်အတုံးဆောင်တွေကခက်ဆန်သည့်အတုံးဆောင်များပြားလာပြီးခြံထဲမှာအလွန်အိုဟောင်းနေသည့်ခြံရဲ့အကျယ်ဝန်းကလည်းခြံထဲကအော်ရာအိုပင်အပြင်ကမကြားနိုင်လောက်အောင်ကျယ်လွန်းလာပါတယ်။ထပ်ပြီးတော့တေချာဆက်စုကြီးမှာခြံနောက်မှာတင်ချိုင်ကုန်ရှိနေခြင်းပင်ရန်ကုန်မြို့တွင်တင်းချိုင်းဆိုတာဘာမှမသိလောက်အောင်ရှားပါလာတယ်။တောရွာတွေမှာတော့တင်းချိုင်းကိုဆိုတာအထူးဆန်းမဟုတ်တော့နေရာတစ်ခုပါပဲ။ဟဲ့ကောင်မင်းတို့မျက်နှာတွေကဘာဖြစ်နေကြလဲ။အကိုမကျမတို့အားလုံးကိုပြောလိုက်တော့စကားပါ။ဘာမှမဖြစ်ပါဘူးကွာခရီးပန်းလာလို့ပါရှိုင်းကိုရ။တူရမအကိုအားပြန်ပြောတယ်
ထုံးစံတိုင်းစကားအခြေတင်ပြောဆိုကြလိမ့်ပြီတငယ်ချင်းနေတာပြောတာကျမတို့ဘွဲကအမြဲစာနောက်ရံဖြစ်နေကြကျမကိုရှိုင်းကိုကဒေါရကြီးပေမဲ့ထိန်ချုပ်တတ်တယ်အုတ်ချုံမှုနိုင်နေချင်းကိုငယ်ငယ်လေးတည်းကနေအခုချိန်ထိအခုလဲကျမတို့ဘွဲခေါင်းဆောင်အဖြစ်ခံထားတယ်အကိုရဲ့ပုံတံကတမူထူးခြားနေတယ်အရက်က9ပေ9လက်မအသားရည်ကလည်းမဖြူမညိုတော့အသားရည်ကိုပိုင်ဆိုင်ထားပြီးမြကုံးဝဲတူတူကအကုတ်ကိုထင်ပေါ်စေတယ်ဒေါရကြီးပေမဲ့လည်းဖော်ယူတဲ့အပြုံးပိုင်ရှင်တယောက်လည်းဖြစ်တယ်အကိုကြောင့်ရောင်းမလို့အခေါ်ခံရတီမှာလည်းမနှဲတော့ပါကျမကလည်းရောင်းမလို့ခေါ်တာကိုမကြိုက်မှန်းသိလေလူတွေကလည်းစကြတဲ့တဘောတဘာဝမဟုတ်လားကျမအတွက်တော့အကိုကအရာရာကောင်းတယ်လူတွေကိုလည်းပေးဆက်အနှစ်နာခံတတ်တူဒီမှာကွာမိန်းကလေးတွေပါနေတာတောင်သူတို့ကမငြီးဘူးမင်းတို့ကယောက်ျားလေးဖြစ်ပြီးညည်းနေကြတယ်အကိုကသူရတော့ကိုဒေါရထွက်တော်လေတန်းဖြင့်ပြောလိုက်တယ်အကိုပြောတိမှလည်းမမားပါမိန်းကလေးတွေထဲသူတို့ယောက်ျားလေးတွေကပို့ပြီးတော့ပြင်ပန်းပြနေတယ်သူရကအဆိုးဆုံးတခါတလေဆိုရင်နွဲတက်တဲ့စကားပြောဆိုတတ်လို့အားလုံးကမကြိုက်ဟာမိန်းကလေးတွေကလည်းလူပဲလေငါတို့လည်းလူပဲဟာပင်ပန်းတာပေါ့မြတ်မင်းခါမှာအကုတ်ကိုပြန်ပြောလိုက်တယ်မြတ်မင်းခါမှာရုပ်ချောတလို့ဂုံမောက်တူတူလည်းဖြစ်တယ်ခင်မင်းနေပေမဲ့မြတ်မင်းခါစိတ်ကခံမှန်းလို့မရပါတငယ်ချင်းစိတ်သက်ရှိလို့တာခင်မင်းနေကြခြင်းဖြစ်တယ်ဟာမြတ်မင်းခါမင်းစကားကိုဘလို့ပြောတာလဲတော်ပါတော့ကိုကြီးရောက်ရောက်ချင်းပြောနေတဲ့စကားတွေကလည်းရံဖြစ်ကြတော့မယ်အတိုင်းပဲကျမလည်းဝင်တာရကြပြီးမတားလျင်ရံဖြစ်ကြတော့မှာမဟုတ်လားနောက်ပြီးရင်သူတို့ကပြန်တက်ကြတာကြီးပါပဲအခုရံဖြစ်တုံတော့ဘေးလူတွေကအနေရခက်တယ်ဒီအချိန်မှာပဲမဟာဆိုင်ကနေကြိုးစိုးပါတဲ့ကလေးတို့ကြီးမီတို့အိမ်မှာလွတ်လွတ်လပ်လပ်နေလို့ရတယ်ကွအိမ်မှာကသားမီး3ယောက်တည်းနေတာသားကြီးနဲ့တမီးငယ်ကလဲတဲတွားကြတယ်ကြီးမီဆိုသူကအသက်40ကျော်50ဝန်းကျင်တာဖြစ်တယ်တို့ပေမဲ့လည်းအလွန်ကိုတွတ်လဲဖြက်လက်တူပါမပိန်မဝတော့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီးတောရွာမှာနေတီဆိုပေမဲ့ဝစ်စင်ပုံမှာပုံတုံးကြီးတော့မဟုတ်ပေဒါနဲ့ကြီးမီသူတို့ကိုတေချာကြည့်ပါဦးဘာတူလဲလို့အကိုရဲ့စကားကြောင့်ကြီးမီကျမကိုစူးစူးဆက်ဆက်ကြည့်နေတယ်အလွန်ဆူရှတော့မျက်လုံးတစ်စုံကိုဆိုနိုင်ပါတယ်ကျမလူငယ်ဆိုပေမဲ့ထိုအကြည့်ကိုမလွန်ဆန်နိုင်လောက်အောင်ပါပဲကြီးမီမသိဘူးငါတူရဲ့တူလေးကဘာတူလဲဟာကြီးမီကလည်းကြီးမီရဲ့အချစ်တော်လေးငယ်ငယ်တုန်းကကြီးမီထင်ခဲ့တဲ့ပိုးဟဖြူလေးလေဟင်ပိုးဟဖြူဟုတ်လားအိုးမှတ်တောင်မမှတ်မိပါဘူးကွယ်ပိုးဟဖြူဆိုတော့နာမည်နဲ့တူကြီးမီရဲ့မျက်နှာမှာအပြုံးများတောက်ပြောင်သွားတယ်ကိုကြီးစုကိုလူကြားထဲမှာဖဲ့နေတာလားကျမရဲ့ငယ်နာမည်ကိုဖော်နေတာနဲ့ကျမရှင်းရမ်းပြီးအကိုကိုပြန်ပြောမိတယ်မဖဲ့ပါဘူးဟာနေငယ်ငယ်ကအသားဖြူပြီးအရမ်းညက်ပတ်တာတဲ့အဲအကြောင်းနေနာမည်ကိုပိုးဟဖြူလို့ပေးထားတာတူမလေးကကြီးမီကိုမမှတ်မိလို့ပါကွယ်ကြီးမီစီမလေးတူမလေးရဲ့ကစားစရာလေးတွေအခုထိတောင်ရှိနေသေးတယ်ဟုတ်ကဲ့ကြီးမီ sorry ပါသမီးမမှတ်မိတဲ့အတွက်သမီးလေးကအဲ့ဒီအချိန်ကငယ်သေးတာ哦ရှိုင်းကိုငါတို့ဘိုက်ဆနေပြီတငယ်ချင်းတွေကလူကြားတဲ့ဆိုဖဲ့ပြီးအခုလဲဘိုက်ဆတီကိုကြကြမအောင်နိုင်အကိုကိုပြောနေကြတယ်အော်တားတို့သမီးတို့လည်းဘိုက်ဆနေရောပေါ့သမီးလေးကတော့ချက်ပြုတ်ပေးသွားတယ်လာသမီးတို့ဝိုင်းပြီးခုခတ်ပေးကြဟုတ်ကဲ့လာကြကလျာနဲ့နှင်းရတီအမျိုးအိမ်ဆိုတော့လေကျမခေါင်းဆောင်ပေါ့ကျမတို့တငယ်ချင်းစုစုပေါင်းအားလုံးကမိန်းကလေး3ယောက်ယောက်ျားလေး3ယောက်ပါစုရမုံလိုက်နေရဟင်းနေတမင်းနေတောင်ပြင်တက်လို့ပါလားကျမကိုတငယ်ချင်းတွေကလှောင်ပြော်ကြလေပြီသူတို့ပြောလေပြောစရာအိမ်ကမိဖို့ကြောင့်ကိုထမင်းစားဖို့တာဝင်ဖြစ်တယ်ကျန်တာဘာမှမလုပ်ဟုတ်တယ်မလုပ်တတ်ပဲနေမလားနင်တို့ကလေငါဆိုဖဲ့ဖို့ပဲတွေးနေကြတာကျမရဲ့နှကန်းစုပြီးပြန်ပြောရတဲ့ချင်းကဒီလိုနေရပေါ့အေးတေချာလောက်ကြဟာဟင်းနေရတော့ရှယ်ပဲဟင်းအများကြီးကိုတယောက်တည်းချက်ထားတာလားဟုတ်တယ်တူမလေးနင်းရဲ့မမတီတီချက်ထားတာလေဟ
ဟိုမှာပြောရင်းဆိုရင်နဲ့ပြန်တောင်လာနေပြီသူမတို့အားလုံးမမတီရီစီကိုအကြည့်ရောက်သွားကြတယ်မမတီရီရဲ့ဝတ်စားစရင်မူကခက်မိပြီးနန်းဆန်လာတယ်မျက်နှာမှာလည်းရင်ရင်လေးနဲ့မြင်တူတကားငေးမောလောက်တော့မျက်နှာပါခေါင်းမှာခေပန်းကုန်းဖြူဖြူလေးပန်ထားတယ်ခြေလန်းလေးကလည်းအိန္ဒိယအပြေဟူစိုးနိုင်ပါတယ်ဟောဧည့်သည်တွေရောက်နေကြပြီပဲသမီးနဲ့ကိုကြီးလည်းချိန်မီအောင်ပြန်လာကြတာပဲနောက်ကျသွားတယ်နောက်မကြပါဘူးမမတီရီရေကွတ်တိပါပဲကိုဆိုင်မမမတီရီကိုပြောလိုက်တယ်မမတီရီအကုတ်ကိုကောင်းကောင်းကြီးမှတ်မိပုံရတယ်ဟဲငါမောင်ဆိုင်ကိုမှတ်တော်မမှတ်မိဘူးထွားလာလိုက်တာကြည့်ပါဦးရုပ်ကလည်းတန့်ပြန့်ပြီးတော့ငါမောင်လေးကလူကြောလေးပဲဟေးဆိုင်ကိုမင်းဟာမင်းအမတော်မြင်နေအကုတ်တော့မမြင်ဘူးပေါ့လေဟာမဟုတ်ရပါဘူးကိုရညီလေးကအကုတ်လူကောင်ကိုကြည့်ပြီးမတွေ့ဘူးဖြစ်နေတာပြောလေပြောစရာအကိုနေမညဆိုတူကလူကောင်ကတိတ်မထွားဟာငငယ်ကအကျင့်မပြောက်သေးဘူးရီရီမောမောနဲ့ပြောဆိုတယ်ကဲလာအားလုံးထမင်းစားလို့ရပြီကြီးမေရဲ့စကားတန်းကြောင့်အားလုံးပျော်သွားကြတယ်လက်နဲ့ပဲစားစားဇုံးနဲ့ပဲစားစားအဆင်ပြေတာနဲ့စားကြကြီးမေတို့လည်းစားကြလေသမီးတို့ရာရင်စားကြပါကြီးမေတို့ကနောက်မှစားမယ်မမတီရီကဟင်းချက်လေးကရမ်းကောင်းတယ်အားလုံးကဗိုက်ဆဆာနဲ့ပြပြပပစားကြမြှောက်လိုက်ပါပဲကုတ်ရင်ထက်တက်ပေးမယ်ကွယ်မြှောက်မနေကြနဲ့အဲ့ကမှအဲ့လိုပဲမမကြီးမြှောက်စားကိုကြီးနော်ကဲပါစားကြမောင်နှမတွေစကားမများကြနဲ့ကြီးမိနဲ့မမတီရီတို့မိတ်ဆက်ပေးနေကျမတို့6ယောက်အကြောင်းပြောပြရအောင်မေကျမတို့အားလုံးစုစုပေါင်းလာကြတာ6ယောက်ကိုကြီးဆိုင်ကိုရင်တူရရင်ညမင်းခရင်ကျမတို့မိန်းကလေး3ယောက်ကကလျာတဲ့နောက်တစ်ယောက်ကနှင်းရည်တီကျမနာမည်ကစုရမုံလိုက်အားလုံးစုစုပေါင်း6ယောက်ကိုကြီးဆိုင်ကိုကအတန်းကောင်းဆောင်ဖြစ်တယ်လို့ကျမတို့အားလုံးကိုထိန်းနိုင်တယ်ကိုကြီးကလူကဲခတ်တော်တယ်ဒါပေမဲ့အားနေချက်ကနည်းနည်းတော့ဒေါသကြီးတယ်သူရကတော့အေးဆေးတယ်ကိစ္စတွေကိုဝင်ပြီးဖြေရှင်းတတ်တယ်ဒါပေမဲ့ယောက်ျားလေးဖြစ်ပြီးအရန်ကိုအေးလွန်းနေတတိတ်မရှိဘူးညမင်းခါဆိုတဲ့တယောက်မျက်နှာလုံးပြောင်းနေအစာနောက်တန်းနေအကိုနဲ့မတဲ့တူနေမျက်နှာမြင်ဒေါသဖြစ်တယ်မမြင်ရရင်ချောင်းကြည့်ဆိုတလို့ငယ်တငယ်ချင်းတွေမတဲ့ကြပြန်ဘူးကလျာကတော့အေးတယ်ဒါပေမဲ့အရန်ကိုဆက်စုတတ်တယ်နှင်းရတီကအလွန်ကိုခက်ဆန်နေတွက်လက်တယ်စားတာနောက်တက်တယ်ကျွန်တော်ကတော့အားလုံးတည်းတဲ့အတိုင်းမဟုတ်မကန်ကိုတိတ်တိတ်မတင်နဲ့လုံကြီးပြန်တင်တတ်တဲ့လူစားမျိုးမိန်းကလေးပုံစံယောက်ျားလေးစိတ်ဒေါသကြီးတယ်မိန်းကလေးပုံစံဆိုပေမဲ့စိတ်ကတော့ယောက်ျားလေးစိတ်ဒေါသကြီးတယ်ကိုနဲ့တူတယ်လို့ပြောရမှာပဲစိတ်ကောက်တတ်တယ်အားငယ်တတ်တယ်အားလုံးကတငယ်ချင်းတွေဆိုပေမဲ့တယောက်တစ်မျိုးတွေပါတို့ပေမဲ့လည်းစီးလုံးမှုကတော့ရှိတယ်အစားအသောက်ဆိုစားမယ်ခီးဆိုတွားမယ်ဆိုတဲ့လူစားမျိုးတွေကြီးပဲငါညီတို့ငါညီမတို့ကန့်ကောင်းတယ်ဘာဖြစ်လို့လဲကိုနတ်ပွဲရှိတယ်လေမင်းတို့ရန်ကုန်မှာမမြင်ဘူးတဲ့ပွဲမျိုးပေါ့ဟာနတ်ပွဲတော့ကြည့်ဘူးပါတယ်ဒါပေမဲ့လည်းမကြိုက်ဘူးပြင်းစရာကြီးမတူဘူးဟေးမတူမင်းတို့ဒီနေ့ညတော့လုံးဝမပြင်းစရာဘူးကွာကျမတို့အလွန်ကိုစိတ်ဝင်စားသွားမိတယ်ဟုတ်တယ်ငါမောင်ရဲ့ဒီညမဖဲဝါကိုပင့်နေပွဲကျန်းတယ်လေဟာဒါဆိုတွားကြည့်ကြမယ်ဘာလို့တွားကြည့်ကြရအောင်လဲမိန်းကလေးတွေလိုက်လို့မရဘူးကိုကြီးကကျမတို့ကိုစုတယ်မသိဘူးလိုက်မှာပဲကျမတို့မလိုက်ရရင်ကိုကြီးတို့လည်းမသွားရဘူးကျမအကျင့်တိုင်းဘယ်သူမှသားမရဘာမှမဖြစ်ပါဘူးတွားလို့ရပါတယ်ကြီးမေကျမစကားတန်ရက်တန့်သွားတယ်စုရမုံလိုက်ရေမြေးမလေးရဲ့မသွားပါနဲ့စကားတန်ကျမနားရဲကြားလဲရတာကြောင့်ဒါဘဘူးရဲ့အတန်ပဲကျမစကားကြောင့်ဘဘူးတားနေခြင်းမင်းမိစုဘာဖြစ်တာလဲဟင်းဘာမှမဖြစ်ပါဘူးကျမတို့တွန်းလာကြရအောင်အေးရင်မိုးချိုးပြီးနားကြဟေးစုနင်ဘာဖြစ်နေရလဲမဖြစ်ပါဘူးကလျာရဲ့နင်တခုခုတော့ဖြစ်နေတယ်နော်ငါစေးတောက်ပြီးအိတ်တော့မယ်ညနေနှိုးနော်
နင်ဘာလို့အဲ့စိတ်တွေတောက်နေရတာလဲတငယ်ချင်းနှစ်ယောက်ကျမကပြိုင်တူမေးလိုက်တယ်ငါရဲ့စိတ်တွေတည်ငြိမ်အောင်လို့ပါဟာစိတ်ညစ်ကြီးကတောက်တိုင်းကောင်းတာမဟုတ်ဘူးနော်ဆရာဝန်ရဲ့လမ်းညွှန်ခြင်းနဲ့တောက်တာပါအေးပါဒါဆိုအိတ်လိုက်လေရေချိုးပြီးမှအိတ်ပါလားအေးပါကိုကြီးနေမညဟာလန့်လိုက်တာညီမတို့ရေချိုးလို့ရပြီနော်အကုတ်တွားပြီဒါနဲ့ကိုကြီးဆိုင်ကိုတို့မတွေ့ပါလားတင်းချိုင်းကုန်းဘက်ကိုတွားကြတယ်လေဟင်ဘာတော့လို့ကြလဲတင်းချိုင်းကုန်းဆိုတာတွားကောင်းတိနေရမဟုတ်ဘူးထင်မြင်မိတယ်တနေ့တွားကြရမှာတော့မှန်ပါတယ်တွားပြီးလေးလာတာနေမှာပေါ့ဟာဘာတွေတွားပြီးတော့ရှောက်လို့နေပြန်ပြီလဲမသိဘူးစိတ်ညစ်ပါတယ်ခဏနေပြန်လာရင်လာပေါ့မလာရင်တော့ကျမလည်းစိတ်တုန်နေမိတယ်မလာရင်ဘာဖြစ်လဲရေချိုးဖို့လို့တော့ရေချိုးခန်းကရေမလာဘူးအနောက်မှာရေတွင်းရှိတယ်ကိုနေမညာပဲအားလုံးစီစဉ်ပေးတယ်ဟာရေကအေးနေတာပဲဟေးချိုးကြပါတိတ်ပြီးစော့မနေကြနဲ့ဖျားမယ်နော်ဟဲ့နင်းမျက်နှာဘာဖြစ်နေရလဲကျမမျက်နှာမကောင်းမှန်းသူတို့ရိမ့်မိနေကြတယ်မဖြစ်ပါဘူးငါရင်တွားနေမယ်လိုက်ခဲ့ကြနော်ကျမလည်းရေမြန်ချိုးပြီးအမြန်သွားနာလိုက်တယ်ဟဲ့ဟိုတယောက်ဘာဖြစ်နေလဲမသိဘူးနှစ်ယောက်တော့ညင်းကုန်ပြီးကြံနေခဲ့ကြတယ်ဆက်စုမှမြင်ချိုးရုတ်တရက်ဆိုတလို့လေညင်းလေးများတိုက်ခတ်လာတယ်ပတ်ဝန်းကျင်ကမဲမောင်ကျသွားတယ်ငိမ့်တဲ့နေရာမှာခွေးဥရံများကြားလဲရပြန်တယ်ခွေးဟောင်နှံများကြားနေရပြီးစွဲရင်တော်တန်များမှာအလွန်ကြောက်စရာကောင်းလာတယ်ကြောက်စရာကောင်းတဲ့အငွေးသက်ကိုချစ်ချင်းဆိုလိုခံစားလဲရပြီးဘေးပတ်ဝန်းကျင်မှာလည်းဘာမှကိုမမြင်ရပဲမိကိုလုံးများထွက်ပေါ်လာတယ်ဘယ်သူရှိလဲအဲ့ဒီမှာရက်ဆန်းငါပိုင်တဲ့ထဲကျူးလွန်လာတာဘာလဲအတန်အော်ကြီးနဲ့ကြောက်စရာကောင်းတော့အတန်တကူထွက်ပေါ်လာတယ်တင်ရဘယ်သူလဲဟာ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 ငါပိုင်တဲ့ထဲကိုဝင်လာပြီးတော့မှငါဘယ်သူလဲဆိုတာမသိဘူးဟုတ်လားမင်းရဲ့အရှိကိုတိတ်တိတ်ချာချာကြည့်ပါဦးဂူရီကျမအရန်ကိုတုံ့လောက်သွားမိတယ်ဘာလို့ရမလဲမသိဖြစ်သွားပြန်နေငါပိုင်တဲ့ထဲဝင်လာတဲ့ငမိုက်သားကိုဖမ်းပြီးစားကြစမ်းဟင်ကိုရေးဆိုင်ကိုသူရညမင်းကဘာဖြစ်နေကြလဲသုံးယောက်စလုံးရဲ့မျက်နှာကတွေးတန်ရရဲနဲ့ကြောက်စရာကောင်းလာတယ်အသိစိတ်များလဲကွယ်ပြောင်းနေတည်လားအယိုးပါမကြမ်းအောင်စားကြစမ်းဟာ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 ကိုကြီးမလေးလေမိစုသူရနဲ့ညမင်းကငါနေတော့တငယ်ချင်းပါသူတို့မျက်နှာကလူစိတ်ပြောင်းနေပြီးကျမအားစားရမယ့်အနေထားမှာရှိနေတယ်ကျမလည်းအားကုန်ပြင်းကဲကြပါဦးအိမ်မက်မှာကျမလှန်နိုးလာတယ်ဟဲ့မိစုဘာဖြစ်တာလဲအားလုံးကကျမအားဝိုင်းကြည့်နေကြတယ်သူမလေးရေးသားလိုက်အောင်ဟိုအိမ်မက်ဆိုမလို့ပါဘာလို့ဆေးတွေတောက်ပြီးအိတ်တာလဲအကိုကဒေါရထွက်တော်လေတန်းစိတ်ပူတော်လေတန်းဖြင့်ကျမကိုမေးတယ်စိတ်ကြည်တော့အောင်လို့ပါကိုကြီးဟာကဲပါငါမောင်ရဲ့ညီမလေးကိုဘာမှပြောမနေပါနဲ့တော့ဒါနဲ့ကိုကြီးတို့တင်းချိုင်းကိုတွားတယ်ဆိုမတော်ပါဘူးကိုကြီးနေမညနင်းချောင်းတိလို့ငါစားလိုက်တာပါကဲညနေဆောင်နေပြီထမင်းစားပြီးနှက်ပွဲတွားကြည့်ကြမယ်မတော်တော့ဘူးဘာဖြစ်လို့လဲမိစုလိုက်လို့မဖြစ်ဘူးကိုကြီးနော်ဒီထီလိုက်လာပြီးမှတော့စု့ကိုမချုပ်ချက်ပါနဲ့ဟိုမသွားနဲ့ဒီမသွားနဲ့ဆိုတာကိုမကြားချင်ဘူးဒီမောင်နှမနှစ်ယောက်ကတော့လေမပြောလိုက်ချင်ဘူးလာထမင်းစားပြီးရင်တွားကြမယ်ဟဲ့နတ်ဘွယ်ကစနေပြီထင်တယ်အားလုံးကကြည်ကျင်စိတ်များနေကြတယ်ညမိုးချုံမှမဘဲဝါဝင်မှာဒါနဲ့ဝေးသေးလားတခေါ်လောက်ဆိုရောက်ပါပြီတခေါ်ဆိုဒီအတိုင်းတာမှာလူတယောက်တစ်ခါအော်ပြောတော့အတန်ဖြစ်တယ်အတန်နေကြားနေရပြီစုရဲနေဟာနှက်ပွဲကြည့်ကျင်နေတာပြောတာနေရဲ့မျက်နှာလည်းမကောင်းပါလားကလေးရရဲ့နေကလည်းတူအကြောင်းသိရတာနဲ့ဒီလိုနဲ့ပဲတယောက်နဲ့တယောက်စိတ်ကတိကောက်ဖြစ်ရင်မျက်နှာတွေကလည်းစူပုတ်နေကြတယ်မဟုတ်ပါဘူးဟာငါတခုခုကိုစဉ်းစားမိလို့ပါရောက်ပြီနေတူတယ်လူတွေများကြီးပဲဟာခုဆိုအုံးသေးကိုပါဇက်နဲ့ခွန်ခွာပြတ်မှာဖြစ်ပါတယ်အုံးသေးကလည်းအဆက်ပါ
ကဲဆရာကြီးတီးလုံးလေးကျန်းပေးပါဗျို့ကျန်းတကိုအုံးသီးကိုပါဇက်နဲ့ခွာလာကြည့်ပါဦးဗီဒီယိုရိုက်လေဒီလောက်လူများကြီးတိုးလို့တောင်မရအောင်ဘယ်လိုရိုက်မှာလဲအမှန်မင်းလူကတိုးမပေါအောင်များပြားလာတယ်နင်တို့ကလေယောက်ျားလေးတွေဖြစ်ပြီးတော့မတိုးနိုင်ဘူးလားဟဲ့အပိုတွေပြောမနေနဲ့အားလုံးမမြင်ရတာချင်းအတူတူပဲဟာတော်ကြတော့ရံမဲဖြစ်မနေကြနဲ့အုံးသီးကအစ်စ်ပါနော်အုံးရည်တောင်တောက်ပြနေတာကိုအစ်စ်လားဆိုတော့နေမခွဲခြားတတ်ဘူးလားနည်းနည်းနောက်ဆုတ်ပေးကြပါထိခိုက်မိတာလေးတွေရှိမှစိုးလို့ပါမိသားကိုကင်ပြီးခုတ်ပြမှာဖြစ်ပါတယ်မတော်တဆထိခိုက်မှုမရှိရအောင်နောက်ဆုတ်ပေးကြပါဟာဓားမှာရေနံစီလောင်းပြီးမိတောက်လောင်နေတာအရှိန်ပြင်းလက်တွေကိုဓားနဲ့မှုန်းပြနေတာအလွန်ကိုကြောက်စရာကောင်းလာတယ်တပွဲလုံးအော်ရန်များကစူးညံ့နေတယ်ဘလို့လေကြောက်ပြီမဟုတ်လားအဲ့ဒါကြောင့်နင်တို့မိန်းကလေးတွေကိုခေါ်မလာချင်တာအာဓာတ်နှစ်ဖက်ကင်ကလူအုပ်ကြားထဲကိုဝင်ပြေးခြင်းကြောင့်အားလုံးတုန်လှုပ်သွားကြတယ်နေတောင်နေသေးညနေစိုးကြီးနဲ့လက်ကဓာတ်ကိုကင်ပြီးကျမတို့စီကလာတော့မကြောက်ပဲနေမလားနောက်ဆုံးအစီရင်ကတော့မဖဲဝါကိုပင်ဖိတ်တဲ့ပွဲဖြစ်ပါတယ်ဒီညဟာနောက်ဆုံးညမို့စကားချို့လေပြောချင်မှသေးတယ်ပြောသွားတဲ့စကားတွေထဲမှာကျမကြိုက်ဆုံးစကားလေးတစ်ခွန်းရှိတယ်လူတွေကပြောတယ်ဘာလို့နှက်ကိုးကွယ်တာလဲတဲ့ကျွန်တော်တို့ကလည်းပြောချင်ပါတယ်နှက်ကိုကျွန်တော်တို့မကိုးကွယ်ပါဘူးကျွန်တော်တို့ကိုးကွယ်တာဖယ်ရပါနှက်ဆိုတာအတိမတ်ပြုတဲ့အနေနဲ့သူတို့အတွက်အခုလိုကျင့်ပပေးတာပါဒါကိုလူငယ်တွေသိအောင်ပြောချင်ပါတယ်ကျမနားထဲမှာထိုးစကားဆွဲထင်လို့နေတယ်အချိန်အားဖြင့်ည7:00 နာရီထိုးပြီအခုဆိုမဖဲဝါကိုပင်ဖိတ်တော့မှာဖြစ်ပါတယ်ဆိုင်းတော်သားရေမဖဲဝါကိုပေးမယ်ဟေ့မဖဲဝါအတွက်ပြင်ဆင်ပေးပြီးပါပြီမဖဲဝါဝင်ပူးတဲ့ပုံတရံကအလွန်ကိုကြောက်စရာကောင်းလာတယ်စပင်းများဖားလာချကမျက်လုံးတွေကတိတာစွာနေရဲနေတယ်စကားတွေလည်းပြောနေတယ်ကျမတို့တော့နားမလဲပါကဲအစင်နဲ့ပြင်ပြေးတော့ဖဲပြေးလူအများရဲ့အာယုံကိုဖန်ဆားနိုင်တယ်လူတယောက်ကကြဲ့သေးတကောင်ကိုအစိမ်းလိုက်စကောထဲထည့်ပြီးပြေးကမဖဲဝါမှာနောက်ကလိုက်ချင်းဖြစ်တယ်သူတို့ပြောတာကတော့ပြေးတဲ့သူဟာလွတ်အောင်ပြေးပြီးမဖဲဝါမသိအောင်လမ်းတွင်ပြစ်ထားခဲ့ရမှာပါနဂနာပေတော့အိမ်ကလမ်းရဲ့ထောက်နေရာမှာရှိပြီးလမ်းဟာအတော်ရှည်လျားပြီး4000ပုံတရံရှိပါတယ်မိနစ်ပိုင်းလောက်ကြာတော့အရှိကပြေးသွားတဲ့လူတယောက်ရင်ပြန်ရောက်လာပြီးမဖဲဝါပူထားသူကအနောက်မှာရောက်လာကလူအုပ်ထဲကိုအလွန်ကြောက်စရာကောင်းအောင်ခြောက်ပြခြင်းကြောင့်ပွဲဟာအလွန်ကိုပွက်လောရိုက်သွားတယ်ကျင်းတ်ပြီထင်တယ်ကစားတာကိုရက်ကြပါတော့မကျင်းတ်သေးဘူးကြစ်စိတ်ငါ့ကိုထတ်ကြွေမဖဲဝါဝင်ပူးနေသူကအတန်အော်နဲ့ပြောနေတယ်ဟုတ်ပါပြီကျင်းတ်စီရမယ်ကဲရွာစားရေပတ်မကြီးတီးစီဟာနောက်တစ်ပံလူတယောက်ကျစ်စိမ်းကိုကင်ပြီးရှေ့မှာပြေးပြန်နေလိုက်ဟေးလိုက်ခွေးဥရန်နေလဲထွက်ပေါ်လာတယ်ရှေ့မှာပြေးလာတော့လူကပြန်ရောက်လာပြီးဇကောကတော့ပါမလာတော့ပါကဲတော်ပါတော့ကျင်းတ်ပါတော့ထပ်ပြီးတော့မကစားပါနဲ့တော့လိပ်ပြရှင်ကလည်းပင်ပန်းလာပါပြီအင်းကျမရဲ့အော်ရန်တစ်ခုကတပွဲလုံးကိုစူညံသွားတယ်မဖဲဝါဝင်ပူးထားသူကကျမရှိရောက်လာခြင်းကြောင့်ပါဟဲ့စုအစင်ပြေးလားအင်းပြေးပါတယ်ကျမရှိကနေချစ်ချင်းပြန်လက်သွားတဲ့အကြည်ကအလွန်ကိုစူးရှတယ်ဒီလိုနဲ့ဝင်ပူးထားတဲ့တူလည်းအကောင့်ပကတိဖြစ်သွားတယ်ခုဆိုရင်တော့ပွဲဟာအောင်မြင်စွာပြီးဆုံးသွားပါပြီဒီအိမ်ဒီချမ်းကိုလာရောက်တော့လူများကလည်းကောင်းကျိုးတွေပြေဝပါစေမနေ့ကမှပွဲပေးထားတော့ငှက်ပြောသီးတွေဟာအခုညအလွန်ကိုပျော်နေပြီဟုလည်းကြားသိရတယ်ငှက်ပြောသီးများကိုပွဲလာပေးတဲ့များအားဝေကနကနာကလည်းပြီးဆုံးသွားတယ်ကဲပြန်မဲ့လာအားလုံးအတွေးများနဲ့ပြန်လာကြတယ်အပြန်လမ်းမှာတိတာစွာခွေးများရဲ့ဆွဲငင်အော်မြေတန်းကကြောင်းမဲ့ပွဲအလွန်ကိုကောင်းနေတယ်ကြောထဲကိုစိတ်သွားလို့ခံစားနေရတယ်ပတ်ဝန်းကျင်ကပြန်လဲတိတ်ဆိတ်သွားပြီးခွေးဥရံများလဲချက်ချင်းရပ်သွားပြန်တယ်တဖွဲ့လုံးလဲတိတ်ဆိတ်နေတာနဲ့ကျမစကားဆလိုက်တယ်
နက်ပွဲရတော့ပြီးသွားပြီနင်တို့ဘာရလိုက်လဲငါပြောတရလိုက်တယ်လေညမင်းခါမှပြောင်ဆက်ဆက်ပြောတယ်ညမင်းကတခါတလေမာနကြည့်ပြီးမြပြောင်တတ်တဲ့ကျင်ကလူကျက်လူကင်ပေါ်များစီတလားမပြောတတ်ကျမလည်းဒေါရထွတ်ထွတ်နဲ့အော်ပြောလိုက်တယ်ဟာငါပြောတာကဘာတင်ငန်းစာရလိုက်လဲမေးတာလေကျမလေတန်းအနှင်းငယ်ကျဲသွားဟန်တူတယ်စုနေတင်ငန်းစာရခြင်းစာဖတ်လေနက်ပွဲရနေတော့ဘာရမှာလဲဟာကလျာကကျမကိုပြန်ပြောတယ်စာဖတ်မှတင်ငန်းစာရတာမဟုတ်ပါဘူးကိုယ့်ရဲ့တနေ့တာတွေးရှိတဲ့မြင်ကွင်းတွေကလည်းဘ ഹു တုတရနိုင်တယ်လေကျမရဲ့ပြောကိုတူတူတဘောမတွေးကြပါကျမရဲ့ခံယူချက်တစ်ခုဆိုလည်းမမှားလူတွေကစာအုပ်စာပေဖတ်မှဘ ഹു တုတအသိဉာဏ်ရတယ်လို့ထင်နေကြတယ်ကျမတွေးရတော့ပတ်ဝန်းကျင်မှာတွေးရှိသမျှအရာအလုံးပေါ်ကောင်းကောင်းအသုံးချတတ်ရင်အတူယူတတ်ရင်ဘ ഹു တုတရစေတယ်လို့ပဲခံစားရတယ်မမတီတီတယောက်ညာဘဲမှောင်မဲနေတဲ့အချိန်မှတောင်သူမရဲ့အလှကထင်းပေါ်နေတယ်ကျမကိုရီမောပျော်ရွှင်ပွဲအတန်ပြင်းစကားဆိုလိုက်ပုံမှာအလွန်ကိုနားအေးချမ်းမြေ့စေပါတယ်ဒါပေါ်ညီမလေးရဲ့ငါညီမမိစုကတော့ငယ်ငယ်ကအတိုင်းပဲကျမလည်းတီးလင်းနဲ့ပြန်မေးတယ်ဘာလို့လဲမမတီတီရဲ့အမနောက်မှပြောပြမယ်မမရဲ့မျက်နှာကကျမအားမေးခွန်းများစွာမေးချင်စိတ်ကိုဖြစ်ပေါ်စေတယ်ကျမရဲ့စိတ်ထဲမှာမမတီတီနဲ့ကျမအရန်ရင်းနှီးတယ်လို့ခံစားရတယ်ကျမကိုကျမလမ်းတွိုင်းရင်ပြန်လဲတုံးတက်နေမိပြန်တယ်ဒီနေ့ဒီချိန်ဒီကျမစကားတွေကြောင့်တငယ်ချင်းတွေနဲ့အဆင်မပြေတာများရတယ်ကျမကသူတို့နဲ့စိတ်သက်နေပုံထိုင်ပုံပြောဆိုမှုအတွေးခေါ်ပုံတရံတွေကွာခြားလို့ဘေးတွင်းနေရတဲ့နေ့တွေကများခဲ့တယ်ကျမတိကျဖြစ်နေတယ်လို့ခံစားရတယ်ထို့တိုနေထိုင်ခြင်းကမကောင်းဘူးဟုမြင်မိတော့လေအထီးကျန်ခြင်းကိုခံစားရတည်တော့မဟုတ်ပါဒီလိုနဲ့အချင်းအပြင်ညာတနားထိုးပါပြီအတော်တော့ကတော့တိတ်မဝေးတယ်လို့ပဲအခုငါတို့လမ်းလျှောက်လာတာအတော်လေးကိုကြာနေပြီမရောက်နိုင်နေဘူးနော်အမှန်ပါပဲကျမတို့တွားတော့ကအဲ့ဒီလောက်မဝေးလားအခုပြန်မှအရန်ဝေးနေတယ်လို့ခံစားရတယ်အဲ့ဒါစိတ်ကြောက်ပါတွားတော့ကကြည့်ကျင်တဲ့စိတ်ရမ်းများတော့မြင်မြန်ရောက်တာလေအခုကကြတော့အပြန်ဆိုတော့ဝေးတယ်လို့ထင်နေတာကိုကြီးနေမညာကျမတို့ကိုလေယူလေသိန်းအတန်မြင်ပြောချတယ်ကျမအခုမှစဉ်းစားမိတယ်အိမ်မှာကြီးမိတယောက်တည်းကြံနေခဲ့ခြင်းကျမလည်းစိတ်မချတော့လေးတန်ဖြင့်မမတီတီအိမ်မှာကြီးမိတယောက်တည်းနော်အမြန်တွားရအောင်စုတော့မင်းနေလိုက်တာလူကြီးကအိမ်မှာတယောက်တည်းကြံနေခဲ့တယ်ကျမလေတန်းကစိုးရိမ်စိတ်များကြီးထွားနေတယ်ချစ်ချင်းဆိုတလို့ယောဂရဲဆိုဒီအတိုင်းဇောကျွေးများပြန်လာတယ်။အော်စိတ်မပူပါနဲ့အမေကအိမ်မှာတယောက်တည်းနေကြပါပဲ။ဘာမှမဖြစ်ပါဘူးညီမလေးရဲ့။မမတီတီကျမကိုပြောနေတဲ့လေတန်းကိုကျမအံ့ဩမိတယ်။အမှန်ဆိုကြီးမေကမမတီတီရဲ့အမေစိုးရင်ခြင်းမရှိတဲ့မျက်နှာကြောင့်ကျမစဉ်းစားခက်တွားပြန်တယ်။ရုတ်တရက်ဆိုတလို့လေပြင်းတစ်ချက်ဝှေ့သွားတယ်။ဟဲ့နင်တို့တွေးလိုက်လားအရေးတစ်ခုကလျာကအော်ပြောလိုက်တယ်အမှန်ပါပဲကျမလည်းအရေးမဲတစ်ခုကိုတွေးလိုက်ရတယ်ကောင်မလေးတွေဘာတွေပြောနေရလဲဘာရိပ်မှမရှိဘူးမြင်မြန်လျှောက်ကိုကြီးနေမညာမကျမတို့အားပြောတယ်မရှိဘူးဆိုပြီးညင်းနေတီကိုကြီးနေမညာမျက်နှာပြတ်သွားတာကိုကျမလည်းတတိထားမိတယ်လမ်းကရွာလမ်းဖြစ်ပြီးအလွန်ကိုကျင်းပါတယ်ကားတို့တုတ်တုတ်တို့လည်းတွားလို့မရပါလူရာလမ်းလျှောက်လို့ရတယ်အတော်တော့ကမြန်နေတယ်လို့ခုခြေလမ်းတွေကလေးလာပြီးချမ်းစိမ့်ပြီးအရေးတကူကလိုက်နေတယ်လို့ခံစားရတယ်စိတ်ကဖြစ်တာနေမှာပါဆိုတဲ့အတွေးနဲ့တူခြေလမ်းတွေကိုခတ်တွတ်တွဲရှောက်နေမိတယ်နောက်တစ်ပံခွေးတွေရဲ့စွန့်ငင်ဆောင်ဥလာတော့အတန်နေကြောင်းအားလုံးရဲ့ခြေလမ်းတွေရက်တန့်သွားရတယ်ဒီတစ်ခါခွေးဥရံကအလွန်ကိုကြောက်စရာကောင်းနေပါတယ်တဲကြီးမေကြီးဥနေကြခြင်းမှာအနီးနားမှာလေခွေးတစ်ကောင်တမီမှပင်မတွေ့ရဒီကလေးတွေကတော့မြက်မြက်လျှောက်မိုးချုံနေတာလေခွဲဥတာကိုကြောက်နေကြတယ်မမတီရီကလည်းကိုကြီးနေမညာနဲ့မောင်နှမလို့မပြောရဘူးတလေတန်နေပင်ကျမတို့ကိုအမြန်လမ်းလျှောက်ခိုင်းနေတယ်ကျမရဲ့ဆက်စုရတဲ့အချင်းကမေးမြန်းတူဒီအတိုင်းမေးလိုက်တယ်မမတီရီမကြောက်ဘူးလားဒါတွေကရိုးနေပါပြီခွေးကညက်နဲ့လို့ဥတာကြောက်စရာမဟုတ်တာ
ပျော့ပျော့ဆိုဆိုဖတ်ဖတ်ဖတ်ခြေတံလိုလိုအနောက်မှာလိုက်လာတလိုလိုအတန်တစ်ခုကြားနေရတယ်ထိုတန်ကြားရစီတို့လှည့်ကြည့်လိုက်တဲ့နေ့တစ်ပြိုင်တည်းအာကျမတို့တစ်ဖွဲ့လုံးထအော်လိုက်ကြတယ်ထိုအရာကအလွန်ကြီးမားလာသည့်အရက်မှာထမ်းပင်တများရှေ့ပြီးရှာကြီးကလည်းအရှိကြီးတွဲလာကြနေတယ်လို့နေရွနှစ်ဘက်ကလည်းထိုအရာအားဖုံးအုပ်ထားတယ်ကျမကြားဘူးတီနေရွချုံတည်းဟုထင်မိတယ်အားလုံးလည်းထိုအရာကိုအော်ပြီးကြောင်နာကြည့်နေကြတယ်နေရွချုံတည်းရဲ့ရှာကပိုတိတာစွာရှေ့ထွက်လာတယ်ဟဲ့ဘာကြောင်ကြည့်နေကြလဲမြင်မြလာကြပြီးမယ်ကိုကြီးနေမညလဲအော်ကမမတီရီလက်ကိုအတင်းဆွဲပြီးပြေးတယ်ကိုကြီးရှမ်းကိုလည်းကျမလက်ကိုဆွဲပြီးပြေးတယ်လူတွေရဲ့တဘာဝအတိုင်းကိုတွေးသားကိုတော့စိုးရင်ကြသည်မဟုတ်ပါလားလူတွေရဲ့တဘာဝအတိုင်းကိုတွေးသားကိုစိုးရင်ကြသည်မှာမထူးဆန်းပါဟုတွေးထင်မိတယ်အာပြေးပြေးအကုန်လုံးအော်ပြီးအားကုန်ပြေးလိုက်ကြတယ်ကျမတို့ခြေလမ်းတွေကမရွေ့ထိုတရေရဲ့ခြေလမ်းကအလွန်ကိုကျဲတယ်တလန်လှမ်းလိုက်တာနဲ့ကျမတို့နားကိုရောက်လာတော့မယ်ဘယ်လိုလုပ်ကြမလဲလာနေပြီဖျားစာရွတ်ကြလေအားလုံးကကြောက်နေ၍ဖျားစာကိုဆုံးအောင်မရွတ်နိုင်မဲအော်ရာအော်နေကြတယ်တခုခုတော့လုပ်ကြပါဦးခုမှကျမတတိယမိတယ်အဖိုးကျမတို့မောင်နှမနှစ်ယောက်ကိုဆွဲပေးခဲ့တဲ့ဖျားဆွဲကြိုးပင်ဒီမှာဖျားဆွဲကြိုးကိုကြီးစီမှာလည်းရှိတယ်လေမြင်မြန်နှစ်ယောက်သားဖျားဆွဲကြိုးကိုလေပင်ကချွတ်ပြီးလက်ကထိုတည်းရှိရာဘက်ကိုကင်မြောင်းလိုက်တယ်တစ်ချိန်တည်းမှာပဲအဖြူရောင်အလင်းနှန်းတစ်ခုပေါ်ထွက်လာပြီးထိုအလင်းနှန်းနဲ့အတူအလွန်ကျဲလောင်သောအတန်ကြီးထိုတည်းထံမှထွက်ပေါ်လာပြီးတရေလေးပျောက်ကွယ်သွားတော့တယ်မြေးလေးမိစုထားတော့လေထားတော့အတန်တစုံနဲ့အတူကျမပခုံးကိုလှုံလို့တော့လက်တစုံကြောင့်ကျမမျက်လုံးကိုအသင်ဖွင့်ဖို့ကြိုးစားပေမဲ့ဘလို့မှဖွင့်လို့မရအတန်တွေကိုဝိုးတဝါတာကြားနေရတယ်ငါမြေကိုမထိနဲ့မင်းတို့သွားကျမရဲ့အဖိုးရဲ့အတန်မှာကျမအဖိုးတန်ကိုကောင်းကောင်းကြီးမှတ်မိနေတယ်ဒီဝိညာဉ်ဖိုးကြီးကငါတို့တကိုးကိုမရှင်နိုင်ဘဲနဲ့လာနောက်ရှိနေတယ်အာမြေးလေးမြင်မြန်ထတော့ပြေးတော့မြေးလေးမြင်မြန်ထပါမျက်လုံးဖွင့်ကြည့်ပါအလေးနဲ့ရှိအောင်ပြေးပါကျမအားစိုးရင်ပူပန်စွာဖြင့်ပြောနေတော့အဖိုးရဲ့တန်ကိုကျမအစမပြန်ကြားနေရတယ်အဖိုးနာမည်ကဘိုးလာကျော်ကျမအသက်15နှစ်မှာအဖိုးဆုံးသွားခဲ့တာအဖိုးကကျမရဲ့အဖိုးရင်မဟုတ်ပါဘူးငယ်စဉ်ကလေးကအဖိုးအဖွားတွေနဲ့အတူမနေရတဲ့အတွက်ကျမအဖိုးရင်းတွေနဲ့မခင်တွေ့တာအမှန်ပါအဖိုးလာကျော်ကရန်ကုန်ကိုကျမတို့ပြောင်းစင်ကလေးကအိမ်နီးချင်းကလေးလည်းပြည့်မြေးရင်ကကျမနဲ့တစ်တူပြီးအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးသွားလို့ကျမအားအမြေးရင်ပမာအလွန်ကိုချစ်ခင်တယ်ကျမလည်းအဖိုးအားအဖိုးရင်းနေတဲ့ပို၍ချစ်ခင်လာပါတယ်အဖိုးကနာတာရှည်ယောဂနဲ့ဆုံးစဉ်ကျမကကိုရင်းဆောင်မွေဖြည့်နေတည်ရမို့အဖိုးရဲ့နောက်ဆုံးခီးကိုလိုက်မပို့နိုင်ခဲ့ပါထိုကိစ္စကိုအခုထိနှောင့်ထားရနေစေပင်တခါတလေကျမနာမှာအဖိုးအမြဲရှိနေတယ်လို့ခံစားရတယ်ကျမဒုက္ခရောက်ချိန်မှာလည်းအဖိုးကတတိပိစကားအမြင်ပြောတယ်ဘယ်သူမှကျမစကားကိုမယုံကြဘူးကျမကတော့အဖိုးကျမအားအမြဲစောင့်ရှောက်နေတယ်လို့ခံစားမိတယ်အခုလည်းအဖိုးရဲ့တန်ကိုကျမကြားနေရတယ်ကျမမျက်လုံးဖွင့်ကြည့်လိုက်ရင်တကယ်ပါပဲကျမအဖိုးပါအဖိုးမျက်နှာနည်းနည်းမှမပြောင်းလဲသေးနုပြိုနေစေပင်ကျမနှုတ်မှာအဖိုးကိုခေါ်ကအဖိုးကိုကျမတိုင်ပဖို့ကြိုးစားပေမဲ့မရဖိုးပြေးမြန်မြန်ပြေးတော့အလေးနှမ်းရှိအောင်ပြေးပါကျမတို့ကပြေးဖို့ပြောနေတယ်အဖိုးလက်မှာလည်းတောင်ဝေးတစ်ခုကိုကင်ငါဝှေ့ရမ်းနေတယ်နှုတ်မှသွားဟုဆိုနေတယ်တခုခုကိုမောင်းထုတ်နေတည်ဟန်ကျမထိုးရကိုမမြင်ရပါဖိုးလည်းလိုက်ခဲ့လေကျမအဖိုးရဲ့လက်ကိုဆွဲကင်ရင်ပြောတယ်ကင်ရွေးမရအဖိုးမျက်နှာညှို့ငယ်စွာနဲ့ကျမရှိမှတဖြည်းဖြည်းပျောက်ကွယ်သွားတယ်အဖိုးမတော်ပါနဲ့မြေးလေးပြေးပါတော့ကျမအားပြောနေရင်ပျောက်ကွယ်သွားတော့လေအတန်နဲ့ပြောချတော့အဖိုးကိုကျမလိုက်ရှာနေမိတယ်ထိုချိန်မှာပဲလိုက်အတန်ကိုကျမကြားလိုက်တယ်အမှန်တကယ်ပင်ကျမနောက်ကိုခွေးနှစ်ကြီးတုံးအောင်ပြေးလိုက်လာနေတယ်ကျ
ကျမလည်းစန့်ကျင်ဘက်ကိုကိုယ်ကောက်ပြေးတယ်ပြင်းပြင်းအလင်းနှန်းတစ်ခုရှိရာကိုဥတီမိတယ်အလင်းနှန်းရောက်ခါနီးမှာတစုံတရာကကျမခြေထောက်ကိုဖန်ဆွဲထားလိုက်တယ်ဟုခံစားရတယ်ကျမလည်းအောက်ကိုကြည့်လိုက်တဲ့အခါမှာထိုအရာကရိုးကြောက်ကြီးဖြစ်နေပြီးထိုရိုးကြောက်ကြီးကအသက်ရှိနေတယ်လို့ကျမခြေထောက်ကိုဖန်ဆွဲထားတယ်ကျမလည်းနှုတ်မအတင်းအော်နေမိတယ်အရိုးကြောက်ကြီးကဲကြပါဦးတူမလေးသမီးမကြောက်နဲ့ကြီးမေလို့ရှိတယ်တတိယပြီလားကျမအိမ်မက်နေခြင်းလားမဝေခွဲတတ်ပြီတက်တာရဲ့လားညီမလေးရော့ရေတောက်လာဦးမမတီတီကကျမကိုရေတိုက်တယ်ဟုတ်ကဲ့ရေခွက်ကိုကင်တော်လက်မှာတုံရီနေတယ်နင်တတိယလို့တော်လေးတယ်အဲ့ဒါကြောင့်နင်နဲ့ဘယ်ခီးမှမသွားချင်တာနင့်ကျမကြီးကအခုလိုအန်တီရဲ့နဲ့တည်သွားနိုင်တယ်သိလားနင်တကူကူဖြစ်ရင်ငါလည်းလွယ်မှာမဟုတ်ဘူးကိုကြီးရှိုင်းကကျမကိုစူနေတယ်ရှိုင်းကိုညမကိုအဲ့လိုမပြောအောင်လေကြီးမေတူမကိုလည်းကြည့်ပါဦးကို့အနေထားနဲ့တူများတွေနဲ့ဒန်းတူတွားလာချင်နေတယ်တော်ပြီကိုကြီးစုအိမ်ပြန်တော့မယ်ဘယ်အိမ်ကိုပြန်မှလဲနှစ်ဖန်ညနေမှပြန်မယ်ကဲအားလုံးလည်းပင်ပန်းနေပြီတွားကြတော့ဒီလိုနဲ့ခြောက်ချားစရာညတညာကုတ်ဆုံးတော့ပြန်နေကြီးမေဘယ်သွားမလို့လဲရှိုင်းကိုတယောက်မေးလိုက်ခြင်းပါအော်မင်းဦးလေးအုတ်ကူဘက်ကိုသွားမလို့ပါကွယ်တူလေးတို့ရောလိုက်မလို့လားကိုဦးလေးအုတ်ကူတွားတာပဲလိုက်မယ်လေမိစုနေမလိုက်ရဘူးထုံးစံတိုင်းကျမကိုမလိုက်ခိုင်းမြတ်ပါဘူးကျမလည်းဒီတစ်ခါတော့လိုက်ချစ်စိတ်လည်းမရှိလို့တစ်ခါတည်းညင်းလိုက်တယ်မလိုက်ပါဘူးသွားကြငါတို့လည်းမလိုက်ရတော့ဘူးလားစုကလျာနဲ့ယတိလည်းလိုက်ချစ်မုံရတယ်ကျမလည်းထုံးစံတိုင်းတယောက်တည်းနေခဲ့မယ်ဆိုတဲ့အတွေးနဲ့နင်တို့လိုက်ချင်လိုက်တော့လေငါနေခဲ့မယ်နေခဲ့ပါနဲ့တူမလေးရဲ့ဦးလေးကတူမလေးလာရင်ပြောနေမှာရှင်ကျမခက်တာများငြိမ်တက်သွားရင်အမပြောတယ်လေမိစုကငငယ်ရတိုင်းပဲဆိုတာမိစုကိုအဘသိချစ်တာအမြဲပြောတယ်ပိုးဟဖြူလေးစီအလဲတွားချင်လိုက်တာသူ့အဖေတွေလည်းအလဲမလာကြဘူးတဲ့တနေ့မိစုတို့အိမ်ကိုလဲတွားမယ်လို့ပြောတယ်မကြပါဘူးအဘပိုးထိပြီးဆုံးသွားတာပဲကျမငယ်ငယ်ကအကြောင်းအရာတွေမမှတ်မိပေမဲ့ဦးလေးရဲ့ဓာတ်ပုံကိုကြည့်ပြီးတဖြည်းဖြည်းခလေးဘွားကိုပြန်မြင်အောင်လာမိတယ်ဦးလေးနဲ့ဒေါ်လေးကငယ်ငယ်ကကျမကိုထိန်းခဲ့ကြတူများဖြစ်ပြီးကျမကိုအတော်လေးချစ်ခင်ကြတယ်ဟုခံစားမိတယ်အသွေးပုံရိပ်တွေကိုမြင်အောင်ရင်ကျမမျက်ရည်များဝဲသွားမိတယ်ရှိုင်းကိုသူမလေးငိုနေပြီလိုက်ခိုင်းလိုက်ပါဟုတ်ကဲ့ပါဒီနားလေးတွေမယ်တင်ချန်ကောင်ကမြင်နေရပေမဲ့အုတ်ကူတွေကအင်မတန်များလာတယ်တရားရစရာပေါ့အုတ်ကူမှအမျိုးမျိုးရှိသေးတယ်ဂူကြီးဂူသေးဂူငယ်ဂူလက်ပြုတ်လောက်ထားတာလေကောင်းတဲ့အယူဆလားမကောင်းတဲ့ယူဆလားမပြောတတ်ပါအသက်ရှင်နေတဲ့လူဘဝမှာတော့အိမ်ကြီးအိမ်ငယ်အိမ်လန်းလောဘတက်နေပြီမဲ့တည်တွားရင်ဘာမှမပါနိုင်တော့တဲ့အရာကိုလူတွေကဘလို့ကြောင်းတရားမရတာလဲစဉ်းစားလို့မရကျမရဲ့တူတန်အယူဆတွေပေါ့လေအတွေ့မြတ်စွာကိုတွေးရင်ဦးလေးရဲ့အုတ်ကိုရှိကိုရှောက်လာတယ်ဦးနိုင်လင်းအသက်52နှစ်ကျမအိမ်မက်ထဲကတင်ချိုင်ကုန်ဖြစ်နေတယ်အိမ်မက်ထဲကအုတ်ကူကဒေါ်တစ်ထားရီအသက်48နှစ်အုတ်ကူရောင်ကအဖြူရောင်ဖြစ်နေတယ်တိုက်ဆိုင်တာပဲဖြစ်ပါစေလို့ဆုတောင်းရင်းဦးလေးကိုအမြောက်ဝေဆုတောင်းစကားတွေပြောပြီးပြန်လာခဲ့ကြတယ်အမအကိုကြီးမေသားတို့ပြန်တော့မယ်ကျမတို့အားလုံးကိုနှုတ်ဆက်ရတော့တယ်အေးကွယ်ပြင်းနေတော့မှာပဲအမှန်ပါပဲကျမတို့လာမှာကြီးမေတို့အိမ်ကတာယာစုပ်ပြင်းနေဟန်တူပါတယ်သားမိ3ယောက်ဖို့ကျမတို့ကိုတတိယနေမိမှလည်းမလွဲရကံမှာရန်ကုန်လေအလဲလာခဲ့ကြနော်ကားကိုဂယူးဆိုင်မောင်းကြားကွက်ညနေတောင်စောင်းနေပြီလေမနေ့ကမှပြန်မလားစိုးရင်တကြီးကျမတို့ကိုကြီးမေမြေလေးဝဲကပြောနေကြတယ်ကားလန်းကညမိုးချုံမှ6နာပြီးတော့လေကာမူတက်တောင်လို့ပါကြီးမေရဲ့အေးပါကွယ်နောက်လေလာလေကြနော်ကြီးမေတို့ရဲ့မျက်နှာမှာတဖြည်းဖြည်းမြေဝဲလေးလက်ပြနှုတ်ဆက်ရင်ကြံခဲ့ကြတယ်အားလုံးကတော့ပျော်ပျော်ပါးပါးနဲ့တချင်းနေဆိုလေအပြန်ခီးကပျော်ရွှင်ခဲ့ရတယ်ကျမရဲ့နောက်ဆုံးဇလန်းလေးကဒီမှာစတာပါပဲချစ်ချင်းကားကထိုးရက်သွားတယ်ဟာဘာဖြစ်တာလဲ
ငါပဲသိမှလဲအောက်ဆင်းကြည့်အောင်ဘေးဘဝင်ချင်းကမှောင်မဲတိတ်ဆိတ်လုံနေတယ်အတန်ဟာတိတ်ဆိတ်ပြီးခြောက်ချားစရာကောင်းနေတယ်လေအေးများကြောင့်ကြောပင်ချမ်းတက်လာပြီးချစ်တီးများပင်ထလာတယ်ကားကဘာဖြစ်တာလဲဘာမှမဖြစ်ဘူးထိုးရက်သွားတာစစ်နှုတ်ကြည့်အောင်ထူးဆန်းလာပါတယ်ချစ်ချင်းပဲလူအလုံးအောက်ရောက်မှကားစစ်နှုတ်လို့ရတယ်ရပြီအားလုံးပြန်တက်တော့ကားပေါ်ပြန်တက်မြည်ပြုတ်မှာပဲဟာ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 အလုံးကျဲလောက်တော့ရေရန်နဲ့တူမိမတယောက်ထွက်ပေါ်လာတယ်အရှိမအခေါင်းတစ်လုံးရှိတယ်စပင်ကိုဖာလာချလျက်လွန်ကြောက်စရာကောင်းလာတယ်ဒီလိုလွယ်လွယ်နဲ့ထွက်သွားလို့မရဘူးငါမြေပြန်ပေးအာမင်းကဘာတူလဲအခေါင်းကြီးပါလားငါပိုင်နဲ့ထဲဝင်လာပြီးငါမြေကိုယူသွားတာခုပြန်ပေးကျမတို့ဘာမြေမှမယူခဲ့ပါဘူးမနှောက်ရှက်ပါနဲ့မင်းတို့လူတွေငါမြေကိုယူသွားတယ်ခုပြန်ပေးမြက်မင်းခဘာဖြစ်တာလဲလွယ်အိတ်ကိုလက်ညှိုးထိုးပြနေလေမြက်မင်းခစကားပင်မပြောနိုင်လွယ်အိတ်ကိုထိုးကြည့်ကြလေပဝါနဲ့မြေကြီးကိုထုတ်ထားတယ်မြက်မင်းခမင်းကွာခုချစ်ချင်းငါမြေကိုတူးနေရပြန်ပုတ်ပြီးမဟုတ်ရင်အားလုံးကိုခုတ်ချိုးတက်ပစ်မယ်ရထောက်နေကြီးဖြင့်ကျမတို့ဟာကြည်နေတယ်ထိုမျိုးသမီးကကြည်လေပိုကြောက်စရာကောင်းလေပါအညှိုးကြီးတူတယောက်လည်းဖြစ်ဟန်တူတယ်ကျမတွေးနေရင်မှထိုမျိုးသမီးကတင်းချိုင်းရှင်မမဖဲဝါဟုတွေးထင်မိတယ်မြမင်းခမင်းတို့တန်ငယ်ချင်းကိုမသိစေချင်ခုချစ်ချင်းငါမြေကိုပြန်သွားထားအသံမှာကြောက်စရာကောင်းလာတယ်အာတငယ်ချင်းအလုံးမျက်စိစုံမေးလေအော်နေကြပြီမြန်ကောင်းတော့ပြန်တဲ့ဟိုတင်းချိုင်းကုန်းပြန်သွားရအောင်ကားကိုအမြန်မောင်းစရာပင်မလိုပဲတင်းချိုင်းကုန်းရှိရာကိုရောက်သွားတော့တယ်မြမင်းခမင်းယူခဲ့တဲ့နေရာကိုလက်ညှိုးထိုးဟိုနေရာတဲ့မြေကြီးကိုအသာချပြီးလှဲ့ထွဲဖွာကနေအာဟုတော့တန်နစ်ပင်တစုံတရာကိုတွေ့ရပြီးပြေးခဲ့ကြရပြန်တယ်ကျမတို့ခြေလမ်းတွေရက်တက်သွားရတယ်ကျမတို့နောက်ကိုတဲကြီးမေကြီးကိုက်ဖြတ်စားတောင်းပြီးကြောင်းဝဲပွဲတိစိတ်ပြောင်းနေသည့်လူအချို့ဝိုင်းလာကြတယ်ဟာငါပိုက်နေတဲ့ကိုနောက်မလာနိုင်အောင်ပညာပေးကြစမ်းထိုမျိုးသမီးမှာမဖဲဝါဆိုတာသိကြပါပြီကိုက်ဖြတ်စားမိလူများမှာအစိမ့်တွေတည်တော်တူများတာဖြစ်ရမည်တဖြည်းဖြည်းကျမတို့နောက်ကိုရောက်လာတယ်ဆွဲကြိုးကိုဖះဆွဲကြိုးဟုတ်တာပဲကျမတို့မောင်နှမနှစ်ယောက်ဖះဆွဲကြိုးကိုကင်မြောက်လျက်ချစ်ချင်းစုပ်လို့အမြင်အာရုံစူးရှားလာတဲ့လင်းအောင်ကြီးထွက်ပေါ်လာတော့တယ်ကျန်တာဘာမှကျမတို့မသိတော့ချေအားလုံးကထကြကိုကြီးဆိုင်ကိုရဲ့အတန်ကြောင့်အားလုံးအလူလဲထားကြည့်လိုက်တဲ့အခါဟဲ့ဟိုမှာဘာလဲရဒီလက်ညှိုးထိုးရကြည့်လိုက်တော့ရန်ကုန်တိုင်းဒေသကြီးမှာကျိုးဆိုဝါတီဆိုဒီဆိုင်ပုံဟာငါတို့မသိသေးဘူးဟာဒီလိုနဲ့အားလုံးအိမ်ကိုပြန်ရောက်ခဲ့ကြတယ်လို့အရင်အထက်ခင်မင်မှုတွေတိုးလာခဲ့ကြတယ်ကျမတို့တငယ်ချင်းတွေခုဆိုစီးလုံးနေကြပြီတယောက်နဲ့တယောက်စနှောင်မှုမရှိပဲဘဝခီးလန်းကိုရှောက်လန်းနေကြပါပြီဟုတ်ကဲ့ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်အစုံတီလိုက်ပါနာဆင်ပေးကြတဲ့တူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်ပျော်ရွှင်စရာနေ့လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်